ဒါကအပေါ်ဒါအတီးကန့်အလက်တိုင်းကြားမှာအတီးအပွင့်ရှိဒီမှာလည်းအတူတူပဲပေါ့နော်ဒါလေးဆိုရင်အဖူးအပွင့်ပြီးတော့အတီးအလေရောက်လာအဖူးအပွင့်အတီးအားလုံးဒီသားတွေကန့်နေဒါဘယ်အိုးဖယုံမဟုတ်ရွှေဖယုံအိုးဖီပုံစံအိုးဖယုံပုံစံဟုတ်ဘူးနော်တော်တော်လန်လို့လေကွာရေတောက်သွားရေတောက်သွားလို့ပဲအောင်ကြီးကတော်တော်ရွှေဖယုံမှန်တယ်ဘာလို့အိုးဖယုံဆိုသူကခါတိမ်လေးတော့အဲ့ဒီစိုက်တာဟုတ်တယ်ဟိုရွှေဖယုံဖြစ်ဖို့များတယ်စမ်းရုံအောင်ရှိရအဲ့ဒါရွှေဖယုံမျိုးယူလာတာမဟုတ်ဘူးအသီးကိုအစီပဲ့ထားတာဟိုဘက်မှာအစီလေးကြပေါက်တော့ကြတော့အထုပ်ကလေးတွေကိုပြောင်းထည့်ပြီးတော့အဲ့ဒါအထုပ်နဲ့စိုက်တီးတွေကတော့အားလုံးတပြေးညီကမြေကိုအဲ့နာလေးကတက်တော့စိုက်တာတော့တက်တော့အမြင့်ထီလို့ဖြစ်လိုက်မယ်အမြင့်ထီတော့နည်းနည်းအရွက်လေးတွေထွက်ဘာလို့ဟိုကြက်သွန်နဲ့ရောဆိုင်လိုက်တဲ့အချိန်ကြက်သွန်ကစိုက်တာနည်းနည်းနောက်ကြတော့အပင်အမြင့်သွားထီတာခေါင်းကြားပိုးတော့မဟုတ်ဘူးပိုးဝင်တာတော့မဟုတ်ဘူးအမြင့်ထီတော့အားလုံးပင်တိုင်းစီအဖူးအပွင့်အတီးအဖူးပွင့်အတီးတွေပင်ရောပင်စီလုံးပတ်ရောဘာမှပြောသေးရမလို့အားလုံးကောင်းမွန်ပါတယ်ဒါမရောက်တဲ့တစ်လအတွင်းမှာပေါ့နော်တစ်လအတွင်းမှာအပင်တွေတက်လာဒါနဲ့အတူတူပဲတရားဆိုရင်ဒါအသေးနှုန်းတော်တော်လေးလာတချို့တွေကတော့အသေးတွေတော်တော်တန်နေပြီပေါ့နော်ဒါစတေးပင်ကအမြင့်ထိတာတော့ဘာညာမရှိတော့ဘာမှပြောသေးရမလို့ဒါတော့ပေးပင်ပူစားပဲဟာဒါရည်တယ်ဒီဘက်ပန်းနေဘလို့လဲမြေတွေစီးတော့ပန်းနေပြီလားတော့ဟာအဆင်ပြေရလားဒါပါမျိုးတွေထဲတာဒီဟာငရုတ်ထက်ချငရုတ်ထက်ဟာကချင်မျိုးတွေဟုတ်တယ်ဟုတ်အမဟိုဘက်ပေါင်းနှုတ်နေဟုတ်ပဲစိုက်တာပဲစိုက်တမင်မနေ့မောက်ပြီးစိုက်တာလေအမလို့ငါကြမလို့ရရိုက်တနည်းကုန်နာဟုတ်ပါတမန်ကကျန်နေရလိအဆောင်လေးကျန်နေရလိစိုက်ပြီးတော့ဟိုရင်းဒီကလုံလိုက်ပါတော့ဟာရင်းမျိုးသမီးကြာဆက်ပဲစိုက်တဲ့ရှင်ဟုတ်ဘယ်လိုလဲလောက်ရတာအဆင်ပြေရလားပြေးတယ်ဘူးဟုတ်ကဲ့တခုဆိုလန့်ဆက်လိုက်နော်ဟုတ်ဘုံကောက်ဝယ်ဦးမှရပါဟုတ်တယ်ဟုတ်တရား MP တရားမေးလိုက်မမေးလိုက်ဟိုနေ့ကလည်းကျွန်တော်ပါသေးတယ်ရွာလဲလား
ရှေ့ရွာထိတာ အဲ့အောင်ငိုင်းသေးချပြောလိုက်တာကိုကောင် ရွာထိထိတာ ဟုတ်ပါအဲ့ဒါဒီဘက်ကကျွန်တော်တို့ဒီအပေါ်ကကြာလာတဲ့ဟာတွေကိုပေါ့နော်အဲဒီမှာဆိုရင်ဒါနက်နက်တူထားတာကိုပြည့်သွားပြီခဏတဝက်လောက်ပြည့်သွားပြီနော်ဟုတ်တယ်ဟာမိုးကတရားချက်ချောက်လာမှာဆိုတော့လိုက်ထားမှာရယ်ဒါကကျွန်တော်တို့ဦးစားပေးပဲလေဒါနှမ်းမောင်းထွက်တော့မယ်ပေါ့နော်နောက်နှစ်ပတ်လောက်ဆိုရင်ကဲဟိုဘက်အပင်အသီးတွေတောက်ကြည့်ဒါတော့ဒီမှာပေါ့ခဏနစ်တူးထားတယ်ဒါခုနကဆိုရင်တဝက်ကျော်လောက်ဒါအစင်းစင်းပေါ့ကျွန်တော်တို့ဒီမှာလေကတဲ့ပုံစံပေါ့နော်ဒါကမြေတွေဒီဘက်ကိုရှောမသွားအောင်အဲဒီမှာလည်းအတူတူပဲကျွန်တော်တို့တွေတရားနေပြီးတော့အစင်းစင်းသွားတယ်ကိုဒီမှာလည်းအတီးအပွင့်နေဒါကတော့အောက်အရင်စိုက်ခင်းပေါ့နော်ဒီပွင့်နေဒါတွေကျွန်တော်တို့ကအပင်ကြားဒီတန်းကြားကိုလဲမှာပေါ့နော်ဟိုအပွင့်ဒါဟုတ်တခါအသေးရှိတဲ့ဟာတွေပေါ့နော်ပြီးရှိလက်စားဟာခြေလိုက်ပြီးတော့ဒီမှာအခုကြာမှပြန်ပြီးတော့ချက်ပေါက်လေးတွေပေါက်နေပြီဒီဘက်ကချက်ဥဟာလားဟိုထဲမှာတတောင်လို့ ဟဲ့လား တော့မခန်းနဲ့ ဟဲ့လားတာမဖမ်းရဘူးလား ဖမ်းရဲတယ် ဟဲ့လား တက်ချင်အောင်ပြညာ ဟောဒီထဲမှာချက်ပေါက်လေးလား ဖမ်းလိုက်ရအောင် ဖမ်းပြီးတော့ဟိုချက်မကြီးတွေထည့် ဖမ်းလို့အားကြမှာအကြောင်းကြည့် တာဟိုဘက်ကမှနဲဟိုအချင်းကြီးနဲ့ပြီးလိုက်မယ် ရှင်းရှောင်းမလို့ပြနေ ဥကွယ်ဥအပေါက်တော့မှာဟိုတလုံးကဥပေါက်တော့ဟဲ့နေဘူးသားလုံးလားဟမ်ထိုင်လေးဟိုပေါ့စုပ်ကြီးသားမလားစုပ်ကြီး မာလားဟိုလာကြပါ ဒါစုပ်ဒါငရုတ်တွေပြန်ပြီးတော့ပေါင်တင်ထားပါနော်ကောရခါတီရီတီဒါနကမအားလုံးတီကင်ကဒါလေးတွေအရွက်မလို့အပ်တဲ့ဟာလေးတွေခြေပလိုက်ရဒါအရွက်ကကတိပဲပေါ့နော်သူနောက်ထပ်အရွက်ကဒီပြင်သွားရင်တထွာပဲပေါ့